မိတ်ဆွေများစွာမင်္ဂလာပါကျွန်တော်မိတ်ဆွေကိုနေသားသမီးများအတွက်အမြဲတမ်းအကျိုးရှိရာကောင်းတို့ရာများကိုရွေးချယ်တင်ဆက်ရရှိတဲ့ကျွန်တော်တို့ရဲ့ပရိသတ်ဘောက် channel ကနေပြီးတော့ပြန်လည်ကြိုဆိုလိုက်ပါတယ်ကျွန်တော်မိတ်ဆွေကိုနေသားသမီးများအားလုံးကိုကြီးကျမ်းမာခြင်းနဲ့လည်းပြည့်စုံနိုင်ကြပါစေစိတ်ချမ်းသာခြင်းနဲ့လည်းပြည့်စုံနိုင်ကြပါစေအလောက်အကိုင်းစီးပွားများလည်းအစစအရာရာအစဉ်ပြေတိုးတဲ့အောင်မြင်နိုင်ကြပါစေအထူးအားဖြင့်ကြာရောက်ဆဲကြာရောက်လက်တန့်ဖြစ်သောတဘာဝဘေးငလျင်ဘေးရေဘေးမီးဘေးအစရှိသောဘေးဥပအပေါင်းတို့မှလည်းအမြဲထာဝရကင်းဝေးကြပါစေလွတ်မြောက်နိုင်ကြပါစေဧပြီလမှာငွေကြွယ်ဝတဲ့စီးပွားရှင်များဖြစ်ကြပါစေလို့ရှိဥစွာတွန်းလောင်းမြတ်တာပို့တာပါတယ်ခင်ဗျာဒီနေ့ကျွန်တော်တို့ရဲ့ပရိသတ်ဘော channel ကနေပြီးတော့ကျွန်တော်မိတ်ဆွေများအတွက်တင်ဆက်ပေးမယ့်အကြောင်းအရာကတော့၄လပိုင်းဧပြီလတစ်လတာတောက်ကြသားသမီးများရှောင်းရန်ဆောင်ရန်ဟောစတန်ကိုတင်ဆက်ပေးမှာဖြစ်ပါတယ်ဒီဟောစတန်ကတော့မန္တလေးရွှေမြို့တော်မှာဧကောဝဧကံအလွန်မှန်ကန်လွန်းတဲ့ဟောစတန်အရာမှာအယမ်းမှန်တယ်လို့အပြောကျမ်းနေတဲ့ဆရာကြီးဦးမင်းသူရရဲ့တလတာဟောစတန်တွေကဟောပြောချက်တွေပဲဖြစ်ပါတယ်ခင်ဗျာဒီဟောစတန်ထဲမှာဆရာကြီးကတောက်ကြသားသမီးများ17မိငိမ့်ရန်ရည်ရွယ်ချက်နဲ့ဟောစတန်ကိုအစီအစဉ်17မျိုးနဲ့ဟောကြားထားတာဖြစ်ပါတယ်ဒီဟောစတန်ထဲမှာတောက်ကြသားသမီးများရဲ့ကံစားတာနှစ်ချုပ်စီးပွားရေးလူမှုရေးပညာရေးအခြေရေးအိမ်တောင်ရေးကျမ်းမာရေးအသက်ပိုင်းခြားဟောကိန်းအထူးဟောကိန်းဆောင်ရွက်ရန်ကိစ္စအကျိုးပေးဟောကိန်းနဲ့ရရအစီအစဉ်ဒီအကြောင်းအရာမျိုးစုံပါဝင်ပါတယ်ခင်ဗျာကံစားတာနှစ်ချုပ်ကျွန်တော်မိတ်ဆွေတောက်ကြသားသမီးများဟာ၄လပိုင်းဒီဧပြီလမှာအကြံစီအောင်သောယုတ်ဥစ္စာပစ္စည်းတိုးပွားသောယုတ်အလုံးစုံအောင်သောယုတ်များဖြစ်၍ကံတရားကကောင်းခြင်းများမိမိထံမျက်နှာသာပေးခြင်းခံရတဲ့အချိန်ကာလဖြစ်ပါတယ်မြည်သည့်လုပ်ငန်းကိုမဆိုရဲရဲဝံ့ဝံ့လုပ်ကင်ဖို့ရည်ရွယ်ချက်ရှိရှိရဲရဲလှုပ်ဆောင်ဖို့ပဲလိုအပ်ပါတယ်အောင်မြင်မှုပန်းတိုင်ကမိမိရဲ့လက်တကမ်းမှာရောက်ရှိနေပါတယ်စီကံတကြစနစ်တကြလောက်ကင်တတ်ဖို့ပဲလိုအပ်ပါတယ်မိသားစုဆွေမျိုးထံငွေကြေးအကူအညီများရရှိပါလိမ့်မယ်မိသားစုဆွေမျိုးများထံမှငွေကြေးအကူအညီများရရှိပါလိမ့်မယ်နေရာသစ်ပတ်ဝန်းကျင်သစ်များသို့ပြောင်းရွှေ့လောက်ကင်ရတတ်ပါတယ်အိမ်ချမ်းမြေပြုပြင်မှုများကြုံရပါလိမ့်မယ်မိသားစုနဲ့ဘုရားဘုထွက်ရခြင်းအတူဒါနကုသိုလ်ကောင်းမှုများလည်းပဲအောင်မြင်ပါလိမ့်မယ်ခင်ဗျာစီးပွားရေးနှမစီတောက်ကြသားသမီးများစီးပွားရေးနဲ့ပတ်သက်ပြီးတော့ဒီလုပ်ငန်းစာပေဖြန့်ချီရေးလုပ်ငန်းရေတွင်းရေကန်တူဖော်ရေးလုပ်ငန်းအလှပြင်အလှကုန်ပစ္စည်းရောင်းဝယ်ဖြန့်ချီရေးလုပ်ငန်းအိမ်ချမ်းမြေရောင်းဝယ်လုပ်ငန်းတွေကနေပြီးတော့ကျွန်တော်မိတ်ဆွေတောက်ကြသားသမီးများအတွက်အကျိုးအမြတ်များရရှိပါလိမ့်မယ်ကိုယ်တန်ရောင်းဝယ်မှုပြုတဲ့အခါမှာအမြတ်ဆွမ်းများလည်းရရှိနိုင်ပါတယ်လူမျိုးကွဲဘာသာကွဲများနဲ့လုပ်ငန်းဆက်တူပြုလျင်ပို့ပြီးတော့အောင်မြင်နိုင်ပါတယ်အရှိရအလုပ်ကိစ္စနဲ့ခီးသွားရခြင်းနဲ့အဲ့ဒီခရီးကပျော်ရွှင်မှုများကြုံတွေ့ရတတ်ပါတယ်မျက်နှာပွင့်လန်းပြီးတော့အပေါင်းအသင်းမိတ်ဆွေများတိုးဝါလာပြီးအရာရာမှာကိုကဆရာကြီးတို့လူရင်ကျဲလောက်ရတဲ့အခြေအနေမျိုးဖြစ်တတ်ပါတယ်လူပြိုအပြိုများလူလွတ်များချစ်သူတွေ့တတ်ပါတယ်အနောက်အရက်ခီးသွားလျင်တော့မကောင်းပါဘူးစိတ်ညစ်စရာတွေတွေ့ကြုံရတတ်ပြီးတော့ဘေးဥပတ်ကြုံတတ်ပါတယ်ကြောက်မြက်ရတနာရွှေငွေတွေအယုံကြီးပေးပြီးတော့တစ်ဖက်သားကိုအယုံလွယ်မဖြစ်ပါနဲ့မိမိရှိမှလုပ်ငန်းကိုပြုလုပ်ပါမိမိမျက်ကွယ်ရာမှာမပြုလုပ်ပါနဲ့လူမှုရေးနဲ့ပတ်သက်ပြီးတော့သူများဓာတ်ကိုရလက်ဝင်ရှိုမိတဲ့အဖြစ်မျိုးမဖြစ်ရအောင်ရှောင်ရှားနေပါအမှုခင်များရင်ဆိုင်ရတတ်ပါတယ်လူမှုရေးပရိဒစွန့်စားလုပ်ကံရတဲ့လုပ်ငန်းများကိုမကြာခဏလုပ်ကံရတတ်ပါတယ်ပညာရေးနဲ့ပတ်သက်ပြီးတော့ဝန်ထမ်းလောကသားများအလုပ်ထဲမှာအကြီးအကဲကြောင့်အနေငယ်စိတ်ညစ်ရတတ်ပါတယ်အလုပ်ပြောင်းခြင်းစိတ်ထွက်ခြင်းစိတ်များပေါ်ပေါက်လာတတ်ပါတယ်လောက်ငယ်သားများကြောင့်မိမိလုပ်ငန်းထိခိုက်တာမျိုးကြုံတွေ့ရတတ်ပါတယ်အထက်အကြီးအကဲနဲ့အစင်မပြေဖြစ်ပြီးတော့လောက်ငယ်သားအချင်းချင်းမနာလိုတိုက်ခိုက်မှုတွေခံရတတ်ပါတယ်တောက်ကြသားသမီးများဟာ18ရက်ကနေပြီးတော့24ရက်အတွင်းအတတ်ပညာဆွေးတော်ရုပ်ဒီရုပ်ရနေ၍လုပ်ငန်းအလုပ်အကံကိစ္စများနဲ့ပတ်သက်ပြီးတော့အမှားများနဲ့ရင်ဆိုင်ရတတ်ပါတယ်အသိပညာရှင်အတတ်ပညာရှင်များစိတ်ဖိစီးမှုခံရခြင်းများကြုံရတတ်ပါတယ်အသိပညာနည်းပါးသောသူမိမိထက်ယာဓုရလိုခြင်းအကြီးအကဲများယာဓုနေရာဖယ်ရှားခြင်းနယ်မြေချမ်းမဖွံ့ဖြိုးသောနေရာများသို့ပြောင်းရွှေ့ရခြင်းများဖြစ်လာတတ်ပါတယ်အခြေရေးအိမ်တော်ရေးအခြေအနေအိမ်တော်ရေးနဲ့ပတ်သက်ပြီးတော့အချစ်အတွက်ပိဆက်နေရသောသူဖြစ်နေတတ်ပါတယ်ပိဆက်မှုကြောင့်တစ်ဖက်ကမိမိကိုအေးမြသောမေတ္တာအပြည့်အဝပြန်ပေးပါလိမ့်မယ်အိမ်တော်ရေးမှာသူတစ်ပါးကြောင့်ဖြစ်သောပြဿနာများကိုဝင်ရောက်ဖြေရှင်းပေးရတတ်ပါတယ်အိမ်တော်ရှင်များအတွက်မိသားစုနှွေးထွေးစွာဆက်ဆံဖို့လိုအပ်ပါတယ်စီလုံးညီညွတ်ခြင်းဖြင့်စီစဉ်ဥစ္စာများတိုးဝလာပါလိမ့်မယ်စိတ်ရှိရထားပြီးသိကံလိုစိတ်နဲ့လောက်ကင်ဆောင်ရွက်ဖို့ပေါင်းတဲ့ဆက်ဆံဖို့လိုအပ်ပါတယ်။အောက်ကြသားသမီးများအသက်22နှစ်ကနေပြီးတော့24နှစ်ကြားမှာအိမ်တောင်ရေးယာယီပြိုကွဲတတ်ပါတယ်။အိမ်တောင်ရေးမှာတစ်ကြက်
ဖြစ်နေတတ်ပါတယ်စိတ်ပိုင်းဆိုင်ရာပြောင်းလဲမှုအိမ်တော်ရေးမတည်ငြိမ်မှုကွာရှင်းပြတ်ဆဲမှုများကြုံရတတ်ပါတယ်အိမ်တော်ရေးမှာအဖြစ်အစည်းရှိပါတယ်သူတစ်ပါးရဲ့ဝင်ရောက်ဖွတ်ဆွမှုကြောင့်မိမိတို့အိမ်တော်ရေးကံပျက်စီးတတ်ပါတယ်ကျမ်းမာရေးနဲ့ပတ်သက်ပြီးတော့အပူရှက်ပြီးတော့မကြာခဏအေးမိဖျားနာခြင်းကိုယ်လည်းကြဲခြင်းများဖြစ်တတ်ပါတယ်ကျမ်းမာရေးအညံ့များနေတဲ့အချိန်ကာလဖြစ်ပါတယ်အသက်အပိုင်းခြားဟောခင်တောက်ကြသားသမီးများဟာလူမှုရေးပညာရေးအိမ်တော်ရေးနဲ့ပတ်သက်ပြီးတော့မိမိတို့ရဲ့ကံစားတာညံ့နေတဲ့အသက်ပိုင်းခြားတွေကိုပြောရရင်အသက်22နှစ်22နှစ်23နှစ်24နှစ်29နှစ်32နှစ်33နှစ်အသက်40 42နှစ်အပိုင်းခြားရှိတဲ့ပုဂ္ဂိုလ်များဒီလမှာကံစားတာညံ့နေပါတယ်ဥတီချက်ပြောင်းလဲပြီးတော့လုပ်ငန်းများလောက်ရတတ်ပါတယ်အပြိုင်ဆိုင်များကြောင့်အနှောက်အယှက်များလည်းဝင်လာတတ်ပါတယ်လူအများအပြားထိခိုက်နာရရိုးရင်းဆန်ကပ်ဖြစ်တတ်တဲ့နေရာတွေကိုအသွားအလာသတိပြုဖို့လိုအပ်ပါတယ်အသွားအလာအနေထိုင်စီစဉ်နေရပါမယ်အိမ်တွင်းအိမ်ပြင်သူတစ်ပါးရဲ့မနာလိုသဝန်တို့ချင်းအများဆုံးခံရတဲ့အချိန်ကာလဖြစ်ပါတယ်မေတ္တာမပြတ်ယုံသာပြောဆိုဆက်ဆံနေထိုင်သင့်ပါတယ်အပြိုလူပြိုများစားပြီးနားမလဲအလိမ်များနဲ့တွေ့ဆုံရတတ်ပြီးသစ္စာမရှိဂရိမတီသူများမကြာခဏသို့မဟုတ်အကြောင်းပြချက်မရှိအနေကွာဝေးခြင်းများကြုံတွေ့ရတတ်ပါတယ်အိမ်တော်ရေးပြဿနာများကြုံရခြင်းရှိပါတယ်အထုဟောကိအနေနဲ့ငွေကြေးလုပ်ငန်းများငွေချေးငှားခြင်းလုပ်ငန်းများပြဿနာဖြစ်တတ်ပါတယ်အချင်းချင်းအနိကလူတွေရဲ့ဒုက္ခပေးခြင်းကိုခံရတတ်ပါတယ်ကြောက်မြတ်ယရနာရွှေငွေအလောက်ကိုင်နေသူများတစ်ဖက်သားကိုအယုံကြည်မလွယ်ပါနဲ့မိမိတို့ရဲ့လုပ်ငန်းကိုမိမိတို့ရှေ့မှာပဲပြုလုပ်ဆောင်ရွက်သင့်ပါတယ်မျက်ကွယ်ရမှာမပြုလုပ်ပါနဲ့ဆောင်ရွက်ရန်ကိစ္စမိမိတို့ရဲ့စီးပွားရေးလုပ်ငန်းများအဆင်ပြေစေရန်ခီးသွားလာရမှာအဆင်ပြေချောမောစေရန်အတွက်ဆောင်ရွက်ရန်ကိစ္စကတော့မြောက်ရက်ကိုမျက်နှာမူပြီးတော့တက်ကဲညွန့်များမြတ်စွာဘုရားကိုပူဇော်လူတန်းပြီးမှလုပ်ငန်းကိစ္စများဆောင်ရွက်ပါခရီးသွားလာပါအကျိုးပေးဟောကိဧပြီလမှာတောက်ကြသားသမီးများအတွက်အကျိုးပေးကဏ္ဍကတော့159ဖြစ်ပါတယ်အကျိုးပေးရောင်ကတော့လိမ္မော်ရောင်ပန်းရောင်မိခိုးရောင်ဖြစ်ပါတယ်အကျိုးပေးနေ့နံမှာအင်္ဂါရာဟုတောက်ကြဖြစ်ပြီးတော့အကျိုးမပေးတဲ့နေ့နံကတော့တနင်္လာစနေဖြစ်ပါတယ်အကျိုးပေးတဲ့အရာကအရှိအရာဖြစ်ပြီးတော့အကျိုးမပေးတဲ့အရာကတော့အနောက်အရာဖြစ်ပါတယ်အခုနောက်ဆုံးတင်ဆက်ပေးမှာကတော့ကျွန်တော်မိတ်ဆွေတောက်ကြသားသမီးများမကောင်းတဲ့ကံအညံ့အစိုးတွေပြေပြောက်ပြီးတော့ကောင်းကျိုးတရားအစားအစာမိမိထံပါရောက်ရှိလာဖို့အတွက်မဖြစ်မနေပြုလို့ဆောင်ရွက်ရမယ်ရရအစီအစဉ်ဖြစ်ပါတယ်မိမိတို့ရဲ့အိမ်ဖျားစဉ်မှာမိမိရဲ့မွေးနေ့မှာနံနက်9:45မိနစ်အချိန်မှာအုံညွတ်တပြေညွတ်6ညွတ်စီနဲ့မြတ်စွာဘုရားရှင်ကိုဆက်ကလူတန်းမှာတရားကုံတော်6ပါးရုပ်ပွားပြီးတော့မိမိလိုရာစုကိုတောင်းပါကျွန်တော်မိတ်ဆွေတောက်ကြသားသမီးများစိတ်သွားတိုင်းကိုပါ၍လိုရာဆန္ဒများပြေဝကြပါစေကျွန်တော်တို့ရဲ့ channel လေးကိုစကားနေဆုံးနားဆင်ပေးတဲ့မိတ်ဆွေတိုင်းတယောက်ချင်းစီကိုလည်းပဲကျေးဇူးအထူးတင်ရှိပါတယ်ခင်ဗျာ